36နှစ်မြောက်ချင်းတော်လှန်ရေးနေ့မှာချင်းမျိုးသားများနဲ့ချင်းလဲပြည်သူများချင်းမျိုးသားတအူပါတီဝင်များနဲ့ချင်းမျိုးသားတမတော်သားများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကြောင်းဆုတောင်းမေတ္တာပို့သပါတယ်36နှစ်တိုင်လမ်းပြပူဆောင်ကောင်းကြီးပေးတော်မူသောဖျားရှင်ကိုချီးမွမ်းပါတယ်36နှစ်တာတော်လှန်ရေးကာလအတွင်းမြင့်မြတ်စွာအသက်ပေးလှူခဲ့ကြတဲ့အာဇာနည်တွေကောင်းများကိုရင်ကအစိတ်ပိုင်းများပေးလှူခဲ့ကြတဲ့သူရဲကောင်းများချင်းလက်နဲ့ချင်းလူမျိုးအတွက်တိုက်ပွဲဝင်နေကြတဲ့ရေးပေါ်ရေးမေများအားဦးညွန့်ကာရဝပြုအပ်ပါတယ်တော်လှန်ရေးကာလအတွင်းချင်းမျိုးသားများနဲ့ချင်းလင်းပြည်သူများရဲ့စွန့်လွတ်အနစ်နာခံမှုပေးဆက်မှုများပေါ်ဂုဏ်ယူလေးစားပါကြောင်းအလေးနဲ့ဖော်ပြလိုပါတယ်ချင်းမျိုးသားတဦးအနေဖြင့်တော်လှန်တိုက်ပွဲဝင်ရာတွင်စစ်အာဏာရှင်စနစ်နဲ့အာဏာရှင်စနစ်မှန်သမျှကိုတော်လှန်ရန်လက်နက်ကင်လမ်းစဉ်ကိုအဓိကမှန်နိုင်ထား၍တော်လှန်တိုက်ပွဲဝင်ခဲ့ပါတယ်အခြားရွေးချယ်စရာနေလားမရှိတော့လို့ဒီနေလားကိုရွေးချယ်ခဲ့ကြတာဖြစ်တယ်ရန်သူဟာစီအီနီလန်ကိုပဲရွေးချယ်ခဲ့တဲ့အတွက်စစ်ကိုတုတ်တင်တဲ့နီလန်တွေထဲမှာအကောင်းဆုံးနီလန်ဟာစစ်ကိုစစ်နဲ့ဆန့်ကျင်ခြင်းပဲဖြစ်တယ်။ဒါကြောင့်ချင်းမျိုးသားတော်လှန်စစ်စတင်ခြင်းလက်နက်ကန်ဆွဲပြီးစတင်တိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပါတယ်။ထို့သောလက်နက်ကန်ဆွဲတိုက်ပွဲဝင်ရာတွင်ဝချုံကိုအသုံးပြု၍စတင်ခဲ့ပြီးရန်သူလက်နက်ကုလက်နက်မူဝါဒကိုကန်ဆွဲကာရလက်နက်ဖြင့်တိုက်ပွဲဝင်ခဲ့ကြပါတယ်ဒီလိုနဲ့ယနေ့ကာလရန်သူအများပြားကိုချေမုန်းနိုင်သည့်အထိကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်ဒါကြောင့်တော်လှန်ရေးပေါ်များအနေနဲ့ရလက်နက်ရှိတဲ့လက်နက်နဲ့စစ်တိုက်နိုင်အောင်စစ်တိုက်တတ်အောင်တင်ယူလက်ကျင့်ကြမှာဖြစ်ပါတယ်21ရာစုခေတ်မှာဤပညာတိုးတက်မှုကြောင့်စစ်မဲ့ပင်ဟာအကန့်အသတ်မဲ့အနေအထားသို့ရောက်ရှိလာပြီးရခင်အယူဆဖြစ်တဲ့ခက်မြေလက်နက်ဆိုင်ရာအယူဆမှာအရာကိုလက်နက်ဖြစ်အသုံးပြုနိုင်သောအယူဆသို့ကူးပြောင်းလာနေပြီဖြစ်တယ်။ဒါကြောင့်ဖက်ဆုံစစ်ပွဲအသွင်ကိုဆင်နွှဲနိုင်ကြပြီဖြစ်ပါတယ်။ချင်းတော်လှန်ရေးဒီလည်းပဲခက်နဲ့ညီပြောင်းလဲလာတဲ့တိုက်ပွဲတရံတွေကိုအသုံးပြုနိုင်အောင်ကြိုးပမ်းဆောင်ရွက်ကြမှာဖြစ်တယ်။ချင်းလည်းဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ချင်းမျိုးသားတအူးရဲ့ကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာမူဝါဒမှာဖော်ပြထားတဲ့အတိုင်းချင်းမျိုးသားတပ်မတော်ဟာချင်းမျိုးသားပိုင်းတဲ့နေမြေချင်းမျိုးသားများနဲ့ချင်းလဲပြည်သူတွေကိုကာကွယ်စောင့်ရှောက်ဖို့တာဝန်ရှိပါတယ်ချင်းလဲအချုပ်ချာအာဏာရဲ့မူရင်းပါရှင်ဟာချင်းမျိုးသားများဖြစ်တဲ့အတွက်ချင်းလဲကိုကာကွယ်စောင့်ရှောက်ဖို့ချင်းလူမျိုးတိုင်းမှာတာဝန်ရှိပါတယ်ချင်းတို့ရဲ့ပိုင်းတဲ့နေမြေကိုကာကွယ်နိုင်ရေးအတွက်ချင်းမျိုးသားတပ်မတော်ကိုအင်အားခိုင်မာတောင့်တင်းအောင်တည်ဆောက်နေကြတာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့မိမိတို့ရဲ့ပထဝီအနေထားရတော့၎င်းအာနာရှင်စစ်တပ်ရဲ့လက်ရှိအနေထားပေါ်အခြေခံရတော့၎င်းအလင်းအမြန်တည်ဆောက်ရန်လိုအပ်ပါတယ်။ချင်းလူမျိုးဟာမိမိတို့ရဲ့ပိုင်းတဲ့နေမြေကိုကာကွယ်နိုင်ပြီးတပ်အင်အားတည်ဆောက်နိုင်တဲ့အခြေအနေမှာရှိပါတယ်။သို့တော့ချင်းလက်ပိုင်းတဲ့နေမြေကာကွယ်ရေးဟာတာဝန်ကိုချင်းလူမျိုးတိုင်းအဓိကလှုပ်ဆောင်ရမယ့်တာဝန်ဖြစ်ခံယူလှုပ်ဆောင်ဖို့လိုအပ်ပါတယ်။ဒီအချိန်ဟာအလောက်လုံးနိုင်သူအားလုံးမြို့သားရေးတာဝန်ထမ်းရွက်ရမယ့်အချိန်ဖြစ်ပါတယ်။နိုင်ငံပြင်ပထွက်ခွာရမယ့်အချိန်မဟုတ်သလိုဗြိပက္ခကိုရှောင်ရှားရမယ့်အချိန်ခါမဟုတ်ပါဘူး။ချင်းလဲရည်စီတည်တံ့ခိုင်မြဲရည်နဲ့ချင်းလူမျိုးတို့ရဲ့လွတ်လပ်သောအနာဂတ်ဖန်တီးတို့အတွက်ချင်းလူမျိုးအားလုံးတက်ညီလက်ညီတက်ပွဲရမယ့်အချိန်ဖြစ်ပါတယ်။ချင်းလဲပြည်သူပြည်သားအားလုံးချင်းတော်လှန်ရေးမှာတက်ကြွပါဝင်ကြဖို့တိုက်တွန်းမှုဆော်လိုပါတယ်။အာနာသိန်းစစ်ကောင်စီအနေနဲ့3နှစ်တာကာလအတွင်းလူရင်းအားပြုံးတီးမှုအလိုများပြလာခဲ့တဲ့တာမကစိတ်တပိုင်းဆိုင်ရာအလိုအားနေတဲ့ရှိပါတယ်။တပြည်လုံးအတိုင်းအတာဖြင့်တိုက်ပွဲများဖော်ဆောင်မှုကြောင့်တိုက်ရင်အာမုံလောက်ဖြစ်ကာစစ်မှုမထမ်းမနေရဥပဒေပြဋ္ဌာန်းပြီးစစ်သားများစုဆောင်လျက်ရှိပါတယ်။ဒါဟာစစ်အာဏာရှင်များရဲ့နောက်ဆုံးအာဏာထိန်းသိမ်းနိုင်ရေးအတွက်ကျိုးပန်းအားထုတ်မှုတရက်ဖြစ်ပါတယ်။ဒါကိုတိုင်းသူပြည်သားအားလုံးကဆန့်ကျင်တော်လှန်ကြမှာဖြစ်တယ်။အကောင်အထည်မဖော်နိုင်အောင်ကျိုးပန်းဆောင်ရွက်ကြမှာဖြစ်တယ်။ဒီအခြေအနေအောက်မှာပြည်သူပြည်သားများအနေနဲ့တော်လှန်သောအင်အားစုများထံအင်အားဖြည့်တင်ဖို့အခွင့်အခါကောင်းကိုလက်မလွှတ်ပဲအများဆုံးပူးပေါင်းပါဝင်ကြဖို့တိုက်တွန်းမှုဆိုလိုပါတယ်။
36နှစ်တာချင်းတော်လိုင်းမှာချက်တိုင်းသားလူမျိုးများနဲ့မတူတဲ့ထူးခြားချက်တွေရှိပါတယ်အဓိကအနေနဲ့နိုင်ငံတကာကိုရောက်ရှိနေကြတဲ့ချင်းလူမျိုးတို့ရဲ့မျိုးချစ်စိတ်သက်ကိုရောက်ရှိနေတဲ့နေရာအသီးသီးကနေပြီးတော့မှစစ်အာဏာရှင်တော်လှန်ရေးမှာမဆော့မနစ်ပါဝင်ကြခြင်းပဲဖြစ်ပါတယ်ဆယ်စုနှစ်3ခုတာကာလအတွင်းမှာကန္တာအသီးသီးမှာပညာသင်ကြားနေကြတဲ့ချင်းလူငယ်များဟာမြို့သားတော်လှန်ရေးကိုမိမိတို့တက်မြောက်တဲ့ပညာရဲ့အလိုက်အကျိုးပြုနေကြပြီးဖြစ်ပါတယ်ဒီထက်ပုံမူပြီးအကျိုးပြုဖို့ပြင်ဆင်နေကြပြီလည်းဖြစ်ပါတယ်ကမ္ဘာအကောင်းဆုံးတက္ကသိုလ်ကြီးများမှာတက်ရောက်သင်ကြားနိုင်တဲ့အခြေအနေကိုရောက်ရှိနေကြပြီဖြစ်တယ်လို့ချင်းလင်းပြန်လေထူထောင်ရေးအတွက်လူအပ်မဲ့အတတ်ပညာများကိုလည်းစီးပူးလက်လာသင်ကြားနေကြပြီဖြစ်ပါတယ်ဒါဟာချင်းတော်လိုင်းရေးခီးစဉ်မှာတန်ဖိုးမဖြတ်နိုင်တဲ့ပါဝင်လှုပ်ဆောင်မှုတွေဖြစ်ပါတယ်ယခုဆိုရင်နိုင်ငံပေါင်း15နိုင်ငံမှာ Regional Committee နဲ့ချင်းလင်းခလပ်များကိုဖွဲ့စည်းလေပတ်နိုင်ခဲ့ပြီးဖြစ်တယ်ဒီကော်မတီများအနေနဲ့ချင်းတော်လှန်ရေးရဲ့အဓိကလိုအပ်ချက်တရက်ဖြစ်တဲ့ဘန္ဒာရန်ပုံငွေကိုဆက်ပွဲပေးတာဖြစ်ပါတယ်။နိုင်ငံတကာရောက်ချင်းမျိုးသားများအနေနဲ့မိမိတို့ရောက်ရှိနေကြတဲ့နိုင်ငံများရဲ့လွတ်လပ်မှုလူ့အခွင့်အရေးစနစ်ကောင်းများနဲ့အခွင့်အလမ်းများကိုချင်းလဲရဲ့ရီခံမေခါနဲ့အရင်ချိတ်ဆက်ဖော်ဆောင်နိုင်ရေးအတွက်ပုံမူအာယုံစိတ်လှုပ်ဆောင်ပေးကြဖို့ထပ်မံနှိုးဆော်တိုက်တွန်းလိုပါတယ်။ချင်းမျိုးတဦးရဲ့အာရမအချိန်မြောက်ပါတီညီလာခံကမြို့သားကိုပန်ပြဋ္ဌာန်းခွင့်ရှိတဲ့ချင်းလင်းတိဆောက်ရေးနိုင်ငံရေးနဲ့မြို့သားတန်ယူအမတ်ခံချက်ရှိတဲ့ Federal ပြည်ထောင်စုတိဆောက်ရေးနဲ့ဒီမိုကရေစီစနစ်တိဆောက်ရေးတို့ကိုမှန်ချက်ပန်းတိုင်ဖြစ်သတ်မှတ်ခဲ့ပြီးစီရေးနဲ့နိုင်ငံရေးဟန်ချက်ညီပေါ်ဆောင်ရေးမဟာဗျူဟာကိုချမှတ်ခဲ့ပါတယ်ဒီမှန်ချက်ပန်းတိုင်နဲ့မဟာဗျူဟာများဟာချင်းလင်းကောင်စီရဲ့မြတ်ချက်ပန်းတိုင်မဟာဗျူဟာများနဲ့တထပ်တီးဖြစ်ပါတယ်ချင်းမြို့သားတအုပ်အနေဖြင့်ချင်းလင်းကောင်စီမှာရာနှုံးပြထောက်ခံပါဝင်နေတာကိုပေါ်လွင်စေပါတယ်ချင်းမျိုးသားတအုပ်ဟာချင်းလန်ကောင်စီချင်းလန်လွှတ်တော်ချင်းလန်အစုရနဲ့ချင်းလန်တရားလွှတ်တော်ချုပ်တို့ရဲ့လုပ်ငန်းများထိရောက်စွာအကောင့်တွေပေါ်ဆောင်နိုင်ရေးအတွက်အဖက်ဖက်မှဝန်းရံပံ့ပိုးသွားမှာဖြစ်ပါတယ်။ဆရာနာစင်စနစ်ကိုစန့်ကျင်တိုက်ပွဲဝင်နေကြတဲ့ဒိုင်လာလက်နက်ကန်တော်လှန်ရေးအဖွဲ့များကြားတွင်လည်းကောင်းဒေသန္တရတပ်ဖွဲ့များကြားတွင်လည်းကောင်းမိမိတို့ရဲ့ရည်မှန်းချက်ပန်းတိုင်နဲ့အကျိုးစီးပွားမတူညီမှုကြောင့်စစ်ရေးနိုင်ငံရေးလူမှုရေးစီးပွားရေးပြိပခါများဖြစ်ပေါ်တတ်ပါတယ်ဒီလိုပြိပခါများဖြစ်ပေါ်လာလို့ရှိရင်ချင်းမျိုးသားတအုပ်အနေနဲ့နိုင်ငံရေးအရာဦးစားပေးအဖြစ်ရှာတဲ့ချင်းကပ်မှုကိုခိုင်ခိုင်မြဲမြဲတန်ဆွေထားပါတယ်အဲ့ဒါလိုလှုပ်ဆောင်ရမှာတစ်ဖွဲ့ချင်းအလိုက်တော်လကောင်းစုပေါင်းရွေတော်လကောင်းအပြန်လှန်ညှိနှိုင်းဆွေးနွေးမှုအပေါ်အခြေခံပြီးနိုင်ငံရေးနည်းလမ်းဖြင့်အဖြစ်ရှာနိုင်ရေးကိုလှုပ်ဆောင်သွားမှာဖြစ်ပါတယ်ချင်းတော်လှန်ရေးသမိုင်းမှာຫນွေဦးတော်လှန်ရေးကာလဟာတမူထူးခြားပြီးပြည်ရင်းပြည်ပချင်းအားလုံးတက်ညီလက်ညီဆင်နွှဲတဲ့တော်လှန်ရေးဖြစ်ပါတယ်ဒီကာလမျိုးမှာတော်လှန်ရေးဖွဲ့စည်းများကြားစုစည်းနဲ့တိုက်ပွဲဝင်နိုင်အောင်ဂျူပန်ဆောင်ရွက်ကြဖို့အထူးလိုအပ်ပါတယ်ဒါဟာအောင်မြင်မှုရဲ့တော့ချက်ဖြစ်ပါတယ်နေကုန်းချုပ်အနေနဲ့ကျွန်တော်တို့မှာအိမ်ဆိုလို့တအိမ်ပဲရှိပါတယ်အဲ့ဒီအိမ်ဟာချင်းလန်းပဲဖြစ်ပါတယ်အဲ့ဒီအိမ်မှာမိသားစုတစုနေထိုင်နိုင်ပါတယ်အဲ့ဒီမိသားစုဟာချင်းလူမျိုးပဲဖြစ်တယ်အဲ့ဒီအိမ်ထဲမှာလူသက်မတိန်ကျင့်ညင်ပန်နှက်ဆက်တက်တဲ့စစ်ဘလူးတွေကကြိုက်တယ်လို့အုပ်ချုပ်ခြေလင်းနေပါတယ်အဲ့ဒီစစ်ဘလူးတွေကိုမပေါင်းထုတ်မချင်းအဲ့ဒီအိမ်မှာငင်းချမ်းချင်းကိုမြင်ရမှာမဟုတ်တယ်လို့မိသားစုအားလုံးတကွဲတပြားနဲ့ထွက်ပြေးနေကြအောင်မှာဖြစ်ပါတယ်မိမိတို့အိမ်မှာလွတ်လွတ်လပ်လပ်ငင်းချမ်းစွာနေထိုင်နိုင်ဖို့ပိုင်ရှင်ဖြစ်တဲ့ချင်းလူမျိုးတွေမှာတောင်းရှိပါတယ်အိမ်ရှင်ဖြစ်တဲ့ချင်းလူမျိုးတွေကြားထဲမှာအမိမတူတာတွေသဘောထားကွဲတာတွေရှိကောင်းရှိမှာပါအပြန်လာလေးစားမှုအတိမတ်ပြုမှုနဲ့လွတ်လပ်စွာသဘောထားထုတ်ပေါ်နိုင်မှုကိုအလေးထားလျက်ညီညွတ်မှုကိုထိန်းသိမ်းပြီးဘုံရန်သူကျူးကျော်လာတဲ့ရန်သူကိုညီညွတ်တိုက်ထုတ်ကြပါစို့လို့တိုက်တွန်းရင်းနေကုံချော့ပါတယ်ချင်းတော်လှန်ရေးမိုးချအောင်ရမည်